ခုမြင်တွေ့နေရတာကတော့ကင်ဆာရောဂါခံစားနေရတဲ့မွေးတကောင်ခင်မီကုသနည်းတစ်ခုနဲ့ကုသပေးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဗြိတိန်နိုင်ငံကတရိတ်ဆန်ဥယျာဉ်တစ်ခုမှာဂျိုဒီဖိုစတာလို့အမည်ပေးထားတဲ့မွေးတကောင်ဟာကင်ဆာရောဂါခံစားနေရတာကြောင့်ကင်ဆာအကျိတ်ကိုဖယ်ရှားနိုင်မှုပုံမှန်ခွဲစိတ်ကုသရတဲ့အပြင်ကင်ဆာဆဲတွေကိုပြတ်မှတ်ထားတဲ့ကုသနည်းတစ်မျိုးကိုပါပေါင်းဆက်အသုံးပြုခဲ့တယ်လို့သိရပါတယ်။တရိတ်ဆန်ဆေးကုဆရာဝန်တွေဟာအကျိတ်ကိုခွဲစိတ်ဖယ်ရှားပြီးတဲ့နောက် electrochemotherapy လို့ခေါ်တဲ့ကုသနည်းကိုဆက်လက်အသုံးပြုခဲ့တာပါ။ဒီကုသနည်းကလျှက်စစ်ဓာတ်အားကိုအသုံးပြုပြီးကင်ဆာဆဲတွေရဲ့ပြင်ပလွှာကိုယာယီပြောင်းလဲစေမှာဖြစ်တယ်လို့ဆေးဝါးတွေကင်ဆာဆဲအတွင်းပုံမထိရောက်စွာဝင်ရောက်နိုင်ဖို့လဲကူညီပေးတယ်လို့သိရပါတယ်။မွေလူတော်တော်တရဝတစ်မျိုးမှာအခုလိုကုသနည်းကိုအသုံးပြုနိုင်ခဲ့တာကတရိတ်ဆန်ဆေးကုသရေးနယ်ပယ်အတွက်ထူးခြားတဲ့တိုးတက်မှုတစ်ခုလည်းဖြစ်ပါတယ်။ကုသမှုခံယူပြီးတဲ့နောက်ဂျိုဒီဖိုစတာဟာပြန်လည်ကောင်းမွန်လာပြီးပုံမှန်အတိုင်းနေထိုင်နိုင်နေပြီလို့သိရပါတယ်။ဒီဖြစ်ရဟာမွေတကောင်ကင်ဆာရောဂါကနေကယ်တင်နိုင်ခဲ့တဲ့ဖြစ်ရတစ်ခုသာမကတရိတ်ဆန်တွေရဲ့ကင်ဆာရောဂါကုသမှုမှာလည်းခင်မီနည်းပညာတွေဘယ်လောက်ထိအသုံးချလာနိုင်ပြီလဲဆိုတာကိုပါပြသနေတဲ့ထူးခြားတဲ့ဖြစ်ရတစ်ခုလည်းဖြစ်ပါတယ်။